စကြဝဠာရဲ့အမောင်မိုက်ဆုံးနေရာမှာတကယ်ပဲဘာတွေရှိနေမလဲအလင်းရောင်တောင်ပြတ်မထွက်နိုင်တဲ့နေရာမျိုးကိုပရိသတ်တို့စိတ်ကူးကြည့်ဘူးပါသလားဒီအရာဟာအာကာသထဲမှာအစမ်းကျေဆုံးအရာတစ်ခုဖြစ်နေပါတယ်သိပ္ပံပညာရှင်တွေတောင်မှဒီအရာကိုအပြည့်အဝနားလည်ဖို့အခက်ခဲနေပါတယ်ဒီနေ့မှာတော့ကျွန်တော်ရဲ့သမွန်း channel ကနေပြီးတော့ပရိသတ်တို့ကိုတန်ရာကိုခေါ်ဆောင်သွားမှာဖြစ်ပါတယ်ပရိသတ်တို့မသိသေးတဲ့အာကာသရဲ့လိုအပ်ချက်တွေကိုအတူတူရှာဖွေကြပါမယ်ကျွန်တော်ရဲ့ channel ကိုအခုပဲ subscribe နှိပ်ထားဖို့မမေ့ပါနဲ့ခေါင်းလုံးလေးကိုလည်းနှိပ်ထားရင်တော့အသစ်တင်တိုင်းတွေ့ရမှာဖြစ်ပါတယ်ကဲအခုပဲစိတ်ဝင်စားစရာကောင်းတဲ့ black hole ကြီးတဲ့အကြောင်းကိုစတင်လိုက်ကြရအောင်ပါလူတိုင်းကြားဘူးပေမဲ့တည်တည်ချာချာမသိတဲ့အကြောင်းအရာလေးလည်းဖြစ်ပါတယ် black hole ဆိုတာတကယ်တော့အာကာသတွေကကြီးမားတဲ့အပေါက်ကြီးမဟုတ်ပါဘူးသူဟာဓာတ်ထုအများကြီးကိုနေရာသေးသေးလေးမှာတိတ်သီးစွာစူးစီးထားခြင်းဖြစ်ပါတယ်သူရဲ့ gravity ကလည်းယုံနိုင်စရာမရှိလောက်အောင်ကိုပြင်းထန်လွန်းလှပါတယ်ဘယ်လောက်တောင်ပြင်းထန်တယ်လဲဆိုရင်အလင်းရောင်တော်မှာသူ့နဲ့ဝေးရကိုမပြေးနိုင်ပါဘူးအလင်းဆိုတာစကြဝဠာမှာအမြန်ဆုံးအရာဖြစ်ပေမဲ့တွင်းနဲ့ကတော့သူ့ကိုဖန်ထားနိုင်ပါတယ်ဒါကြောင့်မို့လို့ပဲကျွန်တော်တို့ကတွင်းနဲ့ကြီးတွေကိုမမြင်နိုင်တာပါသူတို့ကအာကာသထဲမှာပျောက်ကွယ်နေတဲ့တရေသစီတွေနဲ့တော်တော်လေးတူပါတယ်ဒါဆိုရင်ဒီလိုကြောက်စရာကောင်းတဲ့အရာတွေကဘယ်လိုလုပ်ပြီးဖြစ်လာကြတာလဲအများစုကတော့အေယာမကျဲကြီးတွေတည်ဆုံးသွားတဲ့အခါမှာတော့ဖြစ်ပေါ်လာတတ်ပါတယ်ကျဲကြီးတစ်လုံးလောင်စာကုန်သွားတဲ့အခါမှာတော့သူ့ရဲ့အတွင်းပိုင်းကပြိုကျသွားပါတယ်ဒီဖြစ်စဉ်ကိုသိပ္ပံပညာအရ supernova ပေါက်ကွဲမှုကြီးလို့ခေါ်ဆိုကြပါတယ်ပေါက်ကွဲပြီးတဲ့နောက်မှာတော့ကြံခဲ့တဲ့အပိုင်းစားတွေကတွင်းနဲ့ဖြစ်သွားတာပါနေလုံးကြီးထက်အစပေါင်းများစွာပိုကြီးတဲ့ကျဲတွေသာတွင်းနဲ့ဖြစ်နိုင်ပါတယ်ကျွန်တော်တို့ရဲ့နေလုံးကြီးကတော့တွင်းနဲ့ဖြစ်ဖို့အတွက်တိတ်ကိုသေးလွန်းနေပါတယ်နေလုံးကြီးသာတွင်းနဲ့ဖြစ်မယ်ဆိုရင်တော့မြို့တစ်မြို့စာလောက်ပဲရှိမှာပါတွင်းနဲ့တစ်ခုမှာအရေးကြီးဆုံးအစိတ်ပိုင်းကို event horizon လို့ခေါ်ပါတယ်ဒါဟာတွင်းနဲ့ရဲ့အနာသက်စီးမြင်ဖြစ်ပြီးတော့ပြန်လည်မရှိတဲ့နေရာလည်းဖြစ်ပါတယ်ပရိသတ်တို့သာဒီစီးကိုကြော်သွားရင်တော့ဘယ်တော့မှပြန်ထွက်လာနိုင်တော့မှာမဟုတ်ပါဘူးအာကာသယဉ်မှုတစ်ယောက်သာဒီနားရောက်သွားရင်သူ့ကိုကယ်ဆယ်ဖို့ဆိုတာလုံးဝမဖြစ်တော့တာပါဒီနေရာမှာ gravity ကပရိသတ်ကိုဆွဲယူဖို့အသင့်ဆောင်ဆိုင်နေမှာသိကြပါတယ်တွင်းနဲ့နားမှာရူပဗေဒသဘောတရားတွေကပုံမှန်အတိုင်းအလုံးမလုံးတော့ပါဘူး Albert Einstein ကဒီအကြောင်းကိုဟိုးအရင်ကတည်းကဟောကိန်းထုတ်ခဲ့ဖူးပါတယ်သူ့ရဲ့ general relativity အရာဓာတ်ထုကအာကာသကိုကွင်းညွတ်စေနိုင်ပါတယ်တွင်းနဲ့တွေကအာကာသနှာခေါင်းစည်းကိုအဆုံးစွန်ထိကွင်းညွတ်စေတဲ့အရာတွေပါပရိသတ်တို့ဟာတွင်းနဲ့ထဲကိုကျသွားမယ်ဆိုရင်တော့အံ့ဩစရာတွေကြုံတွေ့ရပါလိမ့်မယ်ပထမဦးဆုံးအနေနဲ့ခောက်ဆွဲမြင့်လိုမျိုးရှည်ပြီးတော့ဆွဲဆက်ခံရနိုင်ပါတယ်ဒီဖြစ်စဉ်ကိုသိပ္ပံပညာရှင်တွေက spaghettification လို့ချစ်စနိုးနဲ့နာမည်ပေးထားကြပါတယ်ခြေထောက်ကအကောင့်ထက်ပိုပြီးတော့ပြင်းထန်တဲ့ဆွဲငင်အားကိုခံစားရမှာမို့လို့ပါခန္ဓာကိုယ်ဟာရောဘာကွင်းတစ်ကွင်းလိုမျိုးတစ်ဖြည်းဖြည်းနဲ့ဆွဲဆက်ခြင်းကိုခံရပါလိမ့်မယ်ဒါဟာကြောက်စရာကောင်းပေမဲ့တကယ်ပဲစိတ်ဝင်စားဖို့ကောင်းတဲ့သဘာဝတရားကြီးလည်းဖြစ်နေပြန်ပါတယ်တွင်းနဲ့ထဲမှာဘာတွေရှိလဲဆိုတာဘယ်သူမှတက်အပ်သေးချာမပြောနိုင်သေးပါဘူးအလေတက်မှာ singularity ရှိတယ်လို့ပညာရှင်တွေကယူဆထားကြပါတယ်အဲ့ဒီနေရာမှာတိတ်တိဆာဟာအဆုံးအစမရှိသလိုနေရာကလည်းအဆုံးအစမရှိသေးငယ်ပါတယ်ရူပဗေဒဥပဒေတွေအကုန်လုံးကအဲ့ဒီအမှတ်နေရာမှာပြက်ပြဲသွားတယ်လို့ဆိုကြပါတယ်ဒါဟာစကြဝဠာရဲ့ဖြည့်ရှင်းရအခက်ခဲဆုံးပုံစံတစ်ပုဒ်လို့လည်းပြောလို့ရှားနိုင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့ time dilation ဆိုတဲ့အရာပဲဖြစ်ပါတယ်တွင်းနဲ့တစ်ခုရဲ့အနားကိုရောက်လေအချိန်ကုန်ဆုံးမှုကနှေးလေပါတွင်းနဲ့နားမှာတက်နိုင်နေရင်ကမ္ဘာပေါ်မှာနှစ်ပေါင်းများစွာကြာသွားနိုင်ပါတယ် interstellar ရုပ်ရှင်တွေလိုမျိုးသားဖားနေအောင်အသက်ချင်းကွာခြားသွားတာမျိုးဖြစ်နိုင်ပါတယ်တွင်းနဲ့နားကပြန်လာရင်တော့တငယ်ချင်းတွေအိုမင်းနေတာကိုတွေ့ရမှာပါဒါဟာသိပ္ပံဇာတ်လမ်းမဟုတ်ပါဘူးတကယ်လက်တွေ့မှာဖြစ်ပျက်နေတဲ့ရူပဗေဒသဘောတရားပါတွင်းနဲ့တွေဟာအချိန်ခီးသွားခြင်းနဲ့ပတ်သက်တဲ့သောချက်တွေလည်းဖြစ်နိုင်တယ်လို့ယူဆကြပါတယ်ဒါပေမဲ့လက်တွေ့မှာတော့တွင်းနဲ့နားကိုသွားဖို့ဆိုတာနည်းပညာအရာမဖြစ်နိုင်သေးပါဘူးအနည်းဆုံးတွင်းနဲ့ကတော့ကျွန်တော်တို့နဲ့အလင်းနှစ်ပေါင်းထောင်ချီပြီးတော့ဝေးကွာနေလို့ပါဒါဆိုရင်ကျွန်တော်တို့ကတွင်းနဲ့ကြီးတွေရှိတယ်ဆိုတာဘယ်လိုလုပ်သိရတာလဲတွင်းနဲ့တွေကသူတို့ဘေးနားကကျဲတွေရဲ့ gas တွေကိုစုပ်ယူစားသုံးလေးရှိပါတယ်အဲဒီလိုစုပ်ယူစားသုံးတဲ့အခါမှာအလွန်တောက်ပါတဲ့ X-ray ရောင်ခြည်တွေထွက်ပေါ်လာပါတယ် telescope တွေကနေပြီးတော့တဆင့်အဲ့ဒီရောင်ခြည်တွေကိုဖန်ယူပြီးတော့တွင်းနဲ့တွေကိုရှာဖွေကြပါတယ်2019ခုနှစ်မှာတော့လူသားတွေဟာသမိုင်းဝင်ဓာတ်ပုံတစ်ပုံကိုရိုက်ကူးနိုင်ခဲ့ကြပါတယ် Event Horizon Telescope အဖွဲ့ကပထမဦးဆုံးအကြိမ်အဖြစ်တွင်းနဲ့ပုံကိုထုတ်ပြခဲ့ပါတယ်ဒါဟာ M87 လို့ခေါ်တဲ့ galaxy ရဲ့အလယ်ဘဟုကတွင်းနဲ့ကြီးရဲ့ပုံရိပ်ပါအဲ့ဒီပုံရိပ်မှာလိမ္မော်ရောင်အကွင်းလေးကိုတွေ့ရပြီးတော့အလယ်မှာအမဲရောင်အဝိုင်းကြီးရှိပါတယ်အဲ့ဒီအမဲရောင်တွေကတော့အလင်းရောင်တောင်မလွတ်မြောက်နိုင်တဲ့တွင်းနဲ့ရဲ့ပုံရိပ်ပဲဖြစ်ပါတယ်ဒီဓာတ်ပုံဟာ Einstein ရဲ့ theory တွေမှန်ကန်ကြောင်းကိုထပ်မံပြီးတော့သက်သေပြလိုက်ခြင်းပါပဲလူသားတွေရဲ့နည်းပညာစွမ်းရည်ကဘယ်လောက်အထိမြင့်မားလာပြီလဲဆိုတာကိုပြသလိုက်တာပါအာကာသထဲမှာတွင်းနဲ့အမျိုးအစားပေါင်းများစွာရှိပြီးတော့အရွယ်စားလဲကွာခြားမှုရှိကြပါတယ်တချို့ကကြက်တလုံးသာရှိပေမဲ့တချို့ကတော့နေလုံးပေါင်းတန်းချီကြီးမားပါတယ်အဲ့ဒီလိုအလွန်ကြီးမားတဲ့အရာတွေကို supermassive black hole လို့ခေါ်ဆိုကြပါတယ် galaxy တိုင်းရဲ့အလယ်ဘဟုမှာဒီလိုအရာမှတွင်းနဲ့ကြီးတစ်ခုစီရှိနေတတ်ကြပါတယ်ကျွန်တော်တို့နေထိုင်ရာ Milky Way galaxy ကြီးရဲ့အလယ်မှာလည်းရှိနေပါတယ်သူရဲ့နာမည်ကိုတော့သိပ္ပံပညာရှင်တွေက Sagittarius A လို့ပေးထားပါတယ်ဒီတွင်းနဲ့ကြီးဟာကျွန်တော်တို့ရဲ့နေလုံးကြီးထက်အစပေါင်း၄တန်းခန့်ပိုလေးပါတယ်ကံကောင်းတာတစ်ခုကတော့သူဟာကမ္ဘာနဲ့အတော်လေးကိုဝေးကွာတဲ့နေရာမှာရှိနေတာပါ
ဒါကြောင့်ကျွန်တော်တို့ကဘာကြီးကိုစုပ်ယူသွားမှာကိုစိုးရိမ်စရာမလိုအပ်ပါဘူးဒါပေမဲ့သူဟာဂလက်စီတစ်ခုလုံးကိုဟန်ချက်ညီအောင်ထိမ့်သိမ်းပေးထားတဲ့အရာလည်းဖြစ်ပါတယ်တွင်းနက်တွေဟာဖြက်စီးသူတက်တက်မဟုတ်ပေနဲ့ဂလက်စီတွေဖြစ်ပေါ်လာဖို့အကူအညီပေးပါတယ်အစောပိုင်းစက်ကြဝဠာမှာခြေတွေမွေးဖွားဖို့အတွက်တွင်းနက်တွေကအဓိကနေရာနေပြီးတော့ပါဝင်ခဲ့ပါတယ်တွင်းနက်တွေမရှိရင်ကျွန်တော်တို့ရဲ့ဂလက်စီပုံစံကဒီလိုဖြစ်လာမှာမဟုတ်ပါဘူးစက်ကြဝဠာကြီးရဲ့တမိုင်းကြောင်းကိုလေ့လာတဲ့အခါမှာတွင်းနက်တွေကိုခြံလက်ထားလို့မရနိုင်ပါဘူးတချို့သိပ္ပံပညာရှင်တွေကတော့တွင်းနက်တွေဟာစက်ကြဝဠာရဲ့အခြားတစ်ဖက်ကိုတွားရလမ်းဖြစ်နေမလားဆိုပြီးယူဆထားကြပါတယ် wormhole လို့ခေါ်တဲ့ဖြက်လန်းတွေနဲ့ဆက်ဆက်နေမလားဆိုတာစဉ်းစားနေကြပါတယ်တွင်းနက်ထဲဝင်သွားရင်အခြားစက်ကြဝဠာတစ်ခုစီကိုရှောက်သွားနိုင်တယ်လို့လည်းယူဆကြပါတယ်ဒါတွေအားလုံးကတော့ theory အဆင့်သာရှိသေးပြီးတော့တက်သေးပြဖို့အများကြီးလိုအပ်နေပါသေးတယ်ဒါပေမဲ့စိတ်ကူးရင်ခုန်စရာကောင်းတဲ့အချက်တွေဖြစ်တာကြောင့်လူတွေစိတ်ဝင်စားကြတာပါနောက်တစ်ချိန်မှာဤပညာတွေပိုတိုးတက်လာရင်တော့ကျွန်တော်တို့ပို့ပြီးတော့သိလာရမှာသိကြပါတယ်တွင်းနက်ကြီးတွေဟာထာဝရတည်မြဲနေမယ့်အရာတွေလို့ပရိသတ်တို့ထင်နေမိပါသလားနာမည်ကျော်ရူပဗေဒပညာရှင်စတီဗင်ဟော့ကင်ကတော့မဟုတ်ဘူးလို့ဆိုခဲ့ပါတယ်တွင်းနက်တွေဟာအချိန်ကြာလာတာနဲ့အမျှတဖြည်းဖြည်းတင်းငယ်သွားပြီးတော့ပျောက်ကွယ်သွားနိုင်ပါတယ်ဒီဖြစ်စဉ်ကို Hawking radiation လို့သိပ္ပံလောကမှာနာမည်ပေးထားကြပါတယ်တွင်းနက်တွေကအမှုန်မွှားလေးတွေကိုအာကာသတွေကိုပြန်လည်ထုတ်လွှတ်နေတာဖြစ်ပါတယ်ဒါပေမဲ့ဒီလိုတွင်းနက်တစ်ခုပျောက်ကွယ်သွားဖို့ဆိုတာနှစ်ပေါင်းမရေမတွက်နိုင်အောင်ကြာမြင့်မှာဖြစ်ပါတယ်စက်ကြဝဠာကြီးရဲ့တက်တန်ကုံဆုံးခန္တီးမှသာတွင်းနက်ကြီးတွေလုံးဝပျောက်ကွယ်သွားကြမှာပါဒါကြောင့်တွင်းနက်တွေဟာစက်ကြဝဠာရဲ့အနောက်ဆုံးလက်ကျန်အရာတွေဖြစ်လာနိုင်စရာရှိနေပါတယ်ကျယ်တွေအားလုံးသေဆုံးပြီးတဲ့နောက်မှာအာကာသထဲမှာတွင်းနက်တွေသာကျန်ရှိနေမှာပါအဲ့ဒီအချိန်ကျရင်တော့စက်ကြဝဠာကြီးဟာအေးဆက်ပြီးတော့အမောင်လူကြီးတက်တက်ဖြစ်သွားမှာပါဒါဟာနားထောင်ရတာဝမ်းနည်းစရာကောင်းပေမဲ့သဘာဝတရားရဲ့ဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်ဒါပေမဲ့မပူပါနဲ့အဲ့ဒီအချိန်ရောက်ဖို့ဆိုတာအဝေးကြီးလိုပါသေးတယ်အခုလောလောဆယ်ဆယ်မှာတော့တွင်းနက်တွေဟာလေးလာလို့မကုန်နိုင်တဲ့ပေဟေလီတွေပဲဖြစ်ပါတယ်နေ့စဉ်နဲ့အမျှတွေးရှိချက်အသစ်တွေကိုနက္ခတ္တဗေဒပညာရှင်တွေကရှာဖွေတွေးရှိနေကြဆဲပါမကြသေးမီပဲတွင်းနက်တစ်ခုပေါင်းစပ်တဲ့အတန်ကို gravitational wave အဖြစ်ဖန်ယူခဲ့ပါတယ်ဒီ line တွေကတွင်းနက်တွေတိုက်မိတဲ့အခါမှာစက်ကြဝဠာအနှံ့ကိုပြန့်နှံ့သွားတာဖြစ်ပါတယ်ဒါဟာလူသားတွေအတွက်စက်ကြဝဠာကိုနားထောင်ဖို့နည်းလမ်းအသစ်တစ်ခုဖြစ်လာခဲ့ပါပြီအမြင်အာရုံနဲ့တင်မကပဲနဲ့အခြားအာရုံနဲ့ပါတွင်းနက်တွေကိုလေးလာနေကြပါပြီသိပ္ပံပညာဆိုတာဘယ်တော့မှရက်တက်မနေပဲနဲ့အမြဲတမ်းတိုးတက်ပြောင်းလဲနေတဲ့အရာပါပရိသတ်တို့ရောတွင်းနက်ကြီးထဲမှာဘာတွေရှိနေမယ်လို့ထင်လဲတွင်းနက်တွေဟာကြောက်စရာကောင်းတယ်လို့လှပတဲ့လိုအပ်ချက်တွေလည်းပြည့်နှက်နေတဲ့နေရာပါကျွန်တော်တို့မသိသေးတဲ့အရာတွေအများကြီးအာကာသထဲမှာစောင့်ကြိုနေပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့တွင်းနက်တွေအကြောင်းဘ ഹു တုတတစ်ခုခုရှားလိုက်မယ်လို့မျှော်လင့်ပါတယ်အာကာသနဲ့ပတ်သက်တဲ့ဘယ်အကြောင်းအရာကိုနောက်ထပ်ဗီဒီယိုတွေမှာတင်ဆက်ပေးစေခြင်းလဲဒုသားတွေအကြောင်းလားဒါမှမဟုတ်အင်္ဂါကြိုခရီးစဉ်အကြောင်းကိုပို့ပြီးတော့စိတ်ဝင်စားသလားပရိသတ်တို့ရဲ့အကြံပြုချက်တွေကိုအောက်က comment မှာရေးသားဆွေးနွေးပေးသွားနိုင်ပါတယ်ကျွန်တော်ရဲ့The Moon Channel ကပရိသတ်တို့အတွက်အမြဲတမ်းဘ ഹു တုတရစီမဲ့ဗီဒီယိုတွေကိုအမြဲတမ်းတင်ဆက်ပေးနေမှာပါဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like share subscribe နှိပ်ပေးသွားနိုင်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုတော့နောက်ဗီဒီယိုတစ်ပုဒ်မှာပြန်ဆုံကြတာပေါ့